အားလုံးပဲမင်္ဂလာပါနော်အခုဟာဆိုလို့ရှိရင်တော့ချိတ်ထမိန်ကိုမိမိရဲ့ချိတ်ထမိန်ကိုဘယ်လိုမျိုးဆွဲရမလဲဆိုတဲ့ဟာကိုတခါတည်းပိတ်စပေါ်မှာဆွဲပြသွားမယ်ပေါ့နော်အဲ့ဒီမှာအမတို့ကကြတော့ကိုယ်တိုင်းတိုင်းပြီးတော့ကိုယ်တိုင်းတိုင်းပြီးတော့ဒီပုံသေးနည်းလေးထည့်ပြီးတော့တွက်ပြီးတော့ဆွဲလဲရတယ်သို့မဟုတ်နော်ကိုကဒီမှာဇရာခွက်ထဲမှာရှိတဲ့เนาะအတိုင်းအတာတွေကိုယူပြီးတော့ဒီပုံသေးနည်းလေးမှာထည့်ပြီးတော့သွားမယ်ဆိုလဲရတယ်ပေါ့နော်အဲ့တော့ခုအမကတော့ဒီဇရာခွက်ထဲမှာ6နှစ်ကနေ9နှစ်အတွင်းမှာရှိရဲ့ဒီဇရာခွက်ကတန်ဖိုးကိုယူပြီးတော့ပုံသေးနည်းထည့်ပြီးတော့ဒီပိတ်စပေါ်မှာဆွဲပြသွားမယ်ဟုတ်ပြီနော်အဲ့တော့အဖုံးတွေဘာတွေညာတွေကတော့အများသောအားဖြင့်ကတော့ကလေးတွေကကျတော့ဘေဖုံးနဲ့ပဲသွားတာပေါ့နော်အဲ့တော့ဘေဖုံးပေါ့သူတို့ကတော့ဘေဖုံးညာဖုံးအရင်မသိသေးပါဘူးအဲ့တော့ကိုချုပ်ပေးတာပဲသူတို့ဖိုးရမှာဆိုတဲ့အတွက်ကြောင့်မို့လို့ဘေဖုံးကိုပဲအမတို့ဥတီပြီးတော့သွားလိုက်မယ်အဲ့တော့ဒီမှာပုံသေးနည်းမှာပါလဲဆိုလို့ရှိရင်ခါရဲ့တန်ဖိုးဆိုရင်ခါအစားနှစ်တင်ရဲ့တန်ဖိုးဆိုရင်တင်အစားနှစ်ပြီးရင်တင်အမြင့်တန်ဖိုးလာမယ်ပြီးရင်အရှည်လာမယ်ပြီးရင်အကျယ်ဆိုတာကမတို့ရဲ့ဒီထမိန်ရဲ့တလုံးလုံးပေါ့နော်သူတန်ဖိုးဟိုဆွဲရမယ်အကျယ်ပေါ့နော်အဲ့ဒါကိုတခါတည်းလောက်ထားရမယ်ပြီးရင်ထောက်အရှည်ကကြတော့ထောက်ထည့်မယ်ထမိန်မှာထောက်ရဲ့အရှည်ပြီးရင်ထောက်အကျယ်ကကြတော့မတို့ထောက်ရဲ့အကျယ်ကိုကြတော့လဲဒီပုံသေးနည်းနဲ့ပဲမတို့တွေသွားမှာဟုတ်ပြီနော်ဆိုတဲ့ခါကျတော့အမတို့ဒီမှာ9နှစ်ကနေပြီးတော့6နှစ်ကနေတော့9နှစ်အတွင်းမှာရှိတဲ့ခါရဲ့တန်ဖိုးကဘယ်လောက်ဖြစ်မလဲအမတို့တခုတတိချာမှာကအမတို့အင်ဂျီပတ်တန်ကဇရာခွက်မဟုတ်ဘူးเนาะဘောင်းမီပတ်တန်ကဇရာခွက်ကိုအသုံးပြုပြီးတော့ဒီချိတ်ထမိန်ကိုဆွဲမယ်ဟုတ်ပြီเนาะအဲ့တော့ခါက60ဖြစ်တဲ့အတွက်ကြောင့်မလို့ခါနေရာမှာ60လေးသတ်မှတ်လိုက်အဲ့တော့60ကို2နဲ့စားတော့ဘယ်လောက်ဖြစ်မလဲ30ဟုတ်ပြီเนาะအဲ့တော့တင်ရဲ့တန်ဖိုးကဘယ်လောက်လဲ80ကို2နဲ့စားတဲ့ခါကျတော့35ဟုတ်ပြီเนาะစင်တီမီတာပြီးရင်တင်အမြင့်တန်ဖိုးက73.8 73.8ဆိုတာလေးကိုရေးလိုက်မယ်အရှည်ကကြတော့ဘယ်လောက်လဲအရှည်ကကြတော့60ကို9ပေါင်းတဲ့ခါကျတော့ဘယ်လောက်လဲ65စင်တီမီတာဟုတ်ပြီနော်အကျယ်ကကြတော့ခါရောတင်ရောပြီးရင်မှ4စီယန်ထပ်ပေါင်းတာဆိုတော့ဘယ်လောက်လဲဒိုရီရဲ့ခါဘယ်လောက်လဲ60တင်ဘယ်လောက်လဲ80ပေါင်းလိုက်တော့130ဟုတ်ပြီနော်130ရဲ့4ရဲ့ပေါင်းတော့130နဲ့4စင်တီမီတာရမယ်သူ့ရဲ့အကျယ်လုံးဝတူတယ်ပေါ့နော်အဲ့ပြီးသွားရင်ဘာလာမလဲဆိုလို့ရှိရင်ဓာတ်ရဲ့အရှည်ကတင်အမြင့်ကိုတဲ့73.8ပေါ့တင်အမြင့်က73.8ကို3နှုတ်လိုက်တော့ဘယ်လောက်ဖြစ်73.8ကို3လိုက်နှုတ်လိုက်တော့15.8ဖြစ်သွားမှာပေါ့ဟုတ်တယ်နော်15.8ဖြစ်သွားမယ်เนาะမတိကြအောင်ဆို calculator နဲ့ပြန်ပြီးတော့တွက်sorry 73.8ကနေနှုတ်လိုက်တာ3 73.8အနောက်3မြင်ချင်း10.8ဖြစ်ရမှာစောင်းထိုးတွေဖြစ်ကုန်ပြီ10.8ဖြစ်ရမှာเนาะအဲ့ဒါပြီးတော့ဓာတ်ကျင်ကကြတော့တင်ကို2နဲ့စားလိုက်မယ်ဘယ်လောက်ရလဲတင်ကို2နဲ့စားတင်ကဘယ်လောက်လဲတို့ရဲ့တင်ရဲ့တန်ဖိုးက80မလား80ကိုအစား2နဲ့စားလိုက်တော့ဘယ်လောက်ရလဲ35ရတယ်ဒီကနေတော့35ခါကို2နဲ့စားတော့ဘယ်လောက်ရလဲ60ဆိုတော့30ဆိုတော့ဟုတ်တယ်နော်အဲ့နှစ်ခုကိုနှုတ်လိုက်တော့ဘယ်လောက်လဲတို့တွေက35ရဲ့က3ကိုနှုတ်တော့ဘယ်လောက်လဲ35ရဲ့ကနေ30ကိုနှုတ်တော့ဘယ်လောက်လဲ5 cm ကျန်မယ်ဟုတ်ပြီနော်အဲ့ဒါဘာရဲ့အကျယ်လဲဓာတ်ရဲ့အကျယ်ဟုတ်ပြီနော်ဓာတ်ရဲ့အကျယ်အဲ့ဒါလေးကိုမှတ်ထားမယ်အဲ့ဒါဆိုလို့ရှိရင်မတို့စပြီးတော့ဆွဲလို့ရပြီဘယ်ကနေစဆွဲမလဲဆိုရင်အရှည်တွေလည်းမတို့ကရသွားပြီโอเคအရှည်လည်းရသွားပြီပြီးသွားလို့ရှိရင်အကျယ်လည်းရသွားပြီဟုတ်ပြီနော်ထမင်းရဲ့အကျယ်ကိုလည်းတို့တွေရသွားပြီ134အရှည်ကကြတော့65စင်တီမီတာအဲ့ဒါလေးကိုမတို့ကဖြတ်ချထားမယ်ဖြတ်ချထားပြီးတော့မှစပြီးဆွဲမယ်ဟုတ်ပြီနော်သမီးတို့ကဘာကိုအရင်ဖြတ်ရမလဲထမင်းရဲ့အကျယ်ကိုတိုင်းမယ်ထမင်းရဲ့အရှည်ကိုတိုင်းမယ်ရှည်ကိုတိုင်းပြီးတော့ဖြတ်ချထားမယ်ဟုတ်ပြီနော်အဲ့ကနေစပြီးတော့မတို့စပြီးဆွဲပြမယ်ဆိုတော့ပုံသေးလေးတွေခဏထည့်စပြီးတော့အရှည်တွေတိုင်းမယ်အရှည်ကကြတော့တို့တွေကဘယ်လောက်လဲဆိုတော့65စင်တီမီတာဟုတ်ပြီနော်65ဆိုတော့အောက်ခြေကနေပဲအမယူလိုက်မယ်ဒါမှမဟုတ်ဟုတ်ဒီကနေပြီးတော့65ယူလိုက်မယ်ဆိုတော့ဒီက60ဆိုတော့ not 5ဟုတ်ပြီနော်
အဲ့တော့သူ့ရဲ့အရှိရအဲ့လောက်ဆိုတော့ရှောက်ကိုမတို့တိုင်းပြီးမယ်ရနေပြီးတော့5 65ဆိုတော့လေပြီးရင်ချောင်းထား60ပြီးရင်နောက်ချက်5 65အဲ့လိုလေးရသွားပြီဆိုရင်မတို့ကမြင်းချောင်းဆွဲလိုက်မယ်အရှိပေါ့နော်ပြီးသွားရင်အကျယ်ကကျတော့134ဟုတ်ပြီနော်134မရတော့ဒီဘက်ကိုဆက်ပြီးတော့ဆွဲမယ်အဲ့တော့ဒီအောက်ခြေကနေပြီးတော့လည်းမတို့ပြော့လိုက်ရနေတော့ဘယ်လောက်လဲ134ဆိုတော့ဒါက60နှစ်ခါဆိုတော့120နောက်ထပ်ဘယ်လောက်လဲဆိုလို့ရှိရင်120ဆက်နောက်ထပ်14ပြီမယ်တဲ့14ဆိုတော့ဒီဘက်ထိပ်ထိပဲဟုတ်ပြီအမတို့အဲ့ဒါကိုအရှိကိုဒီနားကနေပြီးတော့ဖြတ်ချလိုက်မယ်နော်အရှိရပြီဖြတ်ချပြီဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်မတို့ကဘယ်လိုစဆွဲမလဲဆိုတော့ပထမဦးဆုံးမတို့ကဘယ်ဘုံဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမှာမတို့ညာဘက်ကနေစဆွဲမယ်နော်ညာဘက်ကနေဘယ်လိုစဆွဲမလဲဆိုတဲ့ခါကျတော့သူ့ရဲ့ပုံသင်နည်းကနော်ပထမဦးဆုံးအနေနဲ့2 cm ကိုခြံထားခဲ့မယ်ဒီကနေပြီးတော့ပိတ်စရဲ့ထိတ်ကနေပြီးတော့ဒီဘက်ကို2 cm လေးမှတ်လိုက်မယ်ပြီးသွားလို့ရှိရင်ခါအစားနှစ်ဆိုတာလေးလာမယ်ခါစားနှစ်ကဘယ်လောက်လဲဆိုလို့ရှိရင်ခါစားနှစ်က30ဆိုတော့ဒီကနေပြီးတော့မတို့က30လေးကိုမှတ်လိုက်မယ်ဒီကနေတော့30ဟုတ်ပြီနော်ခါအစားနှစ်တစ်ခါလာမယ်ခါအစားနှစ်တစ်ခါလာမယ်ပြီးရင်နောက်ထပ်ခါအစားနှစ်တစ်ခါလာမယ်နောက်ထပ်ခါအစားနှစ်ကဘယ်လောက်လဲ30နောက်ထပ်ခါစားနှစ်က30ဆိုတော့ဒီမှာ30ဟုတ်ပြီနော်နှစ်ခါလာမယ်ပြီးရင်တင်အစားနှစ်လာမယ်ပြီးရင်တင်အစားနှစ်ကဘယ်လောက်လဲ30နဲ့မှ5တင်အစားနှစ်လာမယ်30နဲ့မှ5ဆိုတော့ဒီနားမှာပြီးသွားရင်ခါစားနှစ်ပြန်လာမယ်ခါစားနှစ်ကဘယ်လောက်လဲ30ဆိုတော့ဒီမှာ30ဟုတ်ပြီနော်အဲ့30ပြီးသွားရင်မတို့က2 cm ပြန်လာမယ်နားလည်လားအဲ့ထိကြောင့်ဒီဘက်ကပို့တဲ့ကောင်ကိုမတို့ကညက်ပစ်မယ်ဘယ်လောက်ပို့လဲဆိုလို့ရှိရင်ဒီကနေပြီးတော့7ပို့ရဲဆိုရင်ဒီမှာလဲ7မှတ်မယ်ဒီကောင်ပို့တယ်ပို့တာကိုမတို့ကညက်ပစ်မယ်ပြီးသွားလို့
လို့ရှိရင်ဒီမှာအမတို့2 cm ကိုဒီအောက်ထိကိုဆွဲချပေးမယ်ဟုတ်ပြီနော်ဒီဘက်ထိတ်လဲဒီတိုင်းပဲ2 cm ကိုဒီအောက်ထိပ်ထိဆွဲချပေးမယ်ပြီးွားရင်မတို့ကခါစားနဲ့ကိုခဏထားရခဲ့မယ်ဒီတင်အစားနှစ်ကိုအမတို့ကတဝက်ပြန်ဝတ်မယ်တင်အစားနှစ်က35ဆိုတော့35တဝက်ဝတ်တော့16ခွဲရမယ်နော်အဲ့ဒီရမယ်နော်ပြီးွားလို့ရှိရင်အဲ့ဒါအောင်မှအမတို့ကတဝက်ပြန်ဝတ်16ခွဲကိုမှတဝက်ပြန်ဝတ်တော့ဘယ်လောက်လဲ8နဲ့16 16ခွဲကိုတဝက်ဝတ်လိုက်မယ်16.5ကိုအစားနှစ်8.5 8.5ကဒီနားလေးမှာတမတ်မှတ်မယ်ပြီးွားရင်နောက်ထပ်လည်းဒီကနေပြီးတော့အဲ့16ခွဲကိုတဝက်ဝတ်တော့8.5အဲ့ဒီမှာမှအမတို့ကထောက်ထည့်မှာထောက်ကိုပိတ်စကနည်းနည်းလေးပြော့တော့နည်းနည်းလေးသားချပေးလိုက်မယ်နောက်ကကြတော့ထောက်ရဲ့အရှိဟုတ်ပြီနော်ထောင်ရဲ့အရှိရလဲပုံသင်ကြီးရှိရလေဒီမှာပြန်ယူမယ်ပုံသင်ကြီးကိုထောင်ရဲ့အရှိရဘယ်လောက်လဲထောင်ရဲ့အရှိရ10.8အဲ့တော့10.8ဆိုတာလေးကိုမှတ်မယ်10.8ဆိုတာလေးကိုမှတ်မယ်ဒီဘက်မှာလည်းဒီတိုင်းပဲ10.8ဆိုတာလေးကိုမှတ်မယ်ပြီးွားရင်ထောင်ရဲ့အကျယ်က5 cm ဆိုတာကဒီတစ်ထောက်လုံးပေါင်းရင်5 cm ဆိုတော့တစ်ဖက်ကိုဘယ်လောက်ဖြစ်မလဲ 2.5 ဟုတ်ပြီနော်တစ်ဖက်ကို 2.5 ရမလားအဲ့ဒါပြီးွားရင်ဒီကောင်ကိုဒီမှာတို့ကဒီလိုမျိုးဆွဲပေးလိုက်ဒီဘက်လည်းဒီတိုင်းပဲတစ်ဖက်ကို 2.5 နှစ်ဖက်ပေါင်းတော့5 cmရမလားအဲ့ဒါဆိုလို့ရှိရင်မတို့တင်ထောက်ပြီးွားပြီဆိုလို့ရှိရင်ဒီဘက်ဟာစားနှစ်ခုနေရာကိုပြန်လာမယ်ရမယ်နော်ပြန်လာပြီးတော့လို့ရှိရင်ဒီနေရာကနေပြီးတော့ခုနတော့ထောက်ဆွဲထားတဲ့နေရာနော်မမိလားဒီနေရာကနေပြီးတော့ဒီဘက်ကိုမတို့က 8cm လောက်လေးထွက်လိုက်မယ်ထွက်ပြီးတော့အဲ့ရနေမှာအမတို့ကဒီဘက်အချမ်းကို8cm ကိုမြင်းတစ်ချောင်းဆွဲလိုက်မယ်သူ့ရဲ့အရှိရလည်းပဲဘယ်လောက်လဲ10.8ဆွဲလိုက်မယ်ပြီးရင်ထောက်ကဘယ်လောက်ထပ်ထည့်မလဲဆိုတော့5 cm ဟုတ်ပြီနော်5 cm ထည့်မယ်ရမလားအဲ့ဒါပြီးသွားလို့ရှိရင်ဘာလာမလဲဆိုလို့ရှိရင်ဒီကနေပြီးတော့မတို့2.5 ချမယ်ဒီနားနေတော့2.5 ချမယ်ပြီးရင်ဒီဘက်ထိပ်ကနေတော့လဲ2.5 ချမယ်ချပြီးတော့ဒဲလေးဆွဲလိုက်မယ်ဒဲလေးဆွဲပြီးတော့ဒီဘက်နဲ့ဒီထိပ်နဲ့ကိုလှမ်းပြီးတော့ဆက်ပေးလိုက်မယ်ရမလားအဲ့ဒါဆိုလို့ရှိရင်တော့အမတို့ဒီဘက်အဖုံချမ်းလေးရဆိုလို့ရှိရင်တော့ပြီးသွားပြီဒီဘက်ချမ်းမှာလဲထိုးလေး၎င်းမယ်2.5 ချမယ်ဒီဘက်နဲ့အမတို့ကဆက်ပေးလိုက်မယ်ပေါ့ဒီမှာလဲထောက်တစ်ခုထည့်မယ်ဒီကနေတော့လဲ 8cm ဒီဘက်ကိုရွေ့မယ်ပြီးသွားလို့ရှိရင် 5cm လာပြီးတော့ထည့်ပေးမယ်ထောက်ရဲ့အရှိက10.8တယောက်နဲ့တယောက်တော့တစ်ဆိုင်နဲ့ဆိုင်တော့တူမှာမဟုတ်ဘူးသူ့ရဲ့ပုံစံဒီအတိုင်းပဲမတို့ထည့်ပေးရတယ်နော်ရမလားအဲ့ဒါဆိုလို့ရှိရင်တော့ထောက်တွေကဘယ်နှချောင်းလဲ1 2 3စုစုပေါင်း4ချောင်းဟုတ်ပြီနော်အဲ့ပြီးသွားရင်အောက်သားလေးတွေသိမ့်မယ်အောက်သားသိမ့်တဲ့အချိန်မှာမတို့ကဒီကောင်ကိုမတို့ကတိုင်းလိုက်
ဒီ2.5ချထားတဲ့နေရာနေပြီးတော့အောက်ကိုတိုင်းလိုက်ဘယ်လောက်ကျန်လဲ60ရဲ့60နဲ့မှ2ခွဲကြမယ်အဲ့60နှစ်ခွဲကို3နဲ့စား60နှစ်ဒသမ5ကိုအစား3နဲ့စားလိုက်တော့20ဒသမ8ရတယ်မတို့အဲ့20ဒသမ8ကိုဒီပေါ်ကနေ2.5ချထားတဲ့နေရာနေပြီးတော့မှ20ဒသမ8ဆိုတဲ့နေရာလေးကနေပြီးတော့မှတ်လိုက်ဟုတ်ပြီနော်မှတ်လိုက်ပြီးသွားလို့ရှိရင်မတို့ဒီမှာကြည့်ဒီနေရာနေပြီးတော့အောက်ခြေကနေပြီးတော့ဒီဘက်အောက်ခြေကနေပြီးတော့အတွင်းထဲကိုမတို့က5 cm လောက်ဝင်ပေးလိုက်ဝင်ပေးပြီးရင်ဒီမှာဒီနေရာနဲ့မကြည့်ကြည့်လိုက်ဒီနေရာနဲ့အတွင်းထဲကမြင်းနဲ့အမတို့ကဒီလိုဆက်ပေးလိုက်အောက်ကိုသိမ်းပေးလိုက်တာပဲပြီးသွားရင်ဒီအဲ့မြင်းကနေပြီးတော့ပဲ2 cm လေးဒီလိုပြန်လာထွက်လိုက်ရမယ်နော်အဲ့ဆိုရင်ဒီဘက်အချမ်းပြီးသွားပြီဆိုလို့ရှိရင်ဒီဘက်အချမ်းလဲထိုးနည်း၎င်းပဲမတို့ဒီကနေဒီကိုတိုင်းလိုက်တာဘယ်လောက်လဲ60နဲ့မှ2ခွဲရတော့20ဒသမ8အဲ့ဒါကိုဒီ2.5ချထားတဲ့နေရာနေပြီးတော့မှအောက်ကိုဘယ်လောက်လဲ20ဒသမ8နေရာလေးကိုမှတ်ပြီးအောက်ကကျတော့ဘယ်လောက်ဝင်မလဲ5 cm ဝင်5 cm ဝင်ပြီးသွားရင်ဒါလေးနဲ့ကိုဒီလိုဆက်လိုက်မယ်ရမယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီမှာ2.5ချထားတဲ့နေရာလေးတွေကိုလည်းမတို့ကလိုက်ညက်ဒီမှာလည်းညက်မယ်ပြီးရင်ဒီဘေးလည်းညက်မယ်အောက်ကအရှိရတော့5 cm ဒီမှာတော့ခောက်ထားနော်အရှိကိုမူရင်းကို5ပေါင်းထားတော့ခောက်စားဘယ်လောက်လဲ5ဟုတ်တယ်နော်ဒီနေ့အဲဆိုလို့ရှိရင်ဒါလေးကခောက်စားဖြစ်မယ်ဆိုတော့မတို့ဒါစပြီးတော့ချုပ်လို့ရပြီတောက်တွေထည့်ပြီးချုပ်တဲ့ဘက်အပိုင်းကိုမတို့တွားကြမယ်ဟုတ်ပြီနော်